ဒီနေ့မှာကျွန်တော်တို့နှုတ်ဘတ်တော်အဖြစ်သူကစင်ချင်းခွန်အားယူဖို့ရန်တောတန်ကြံခန်းကြီး3ပိုက်ငယ်96မှာထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ကိုညံကိုအမိမပြုတ်နေသွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလို့တို့ပြုလေတင်းလန်းခီးကိုပဲ့ပြင်တော်မူလိမ့်မည်လို့တုတ်တန်ဆရာကဖော်ပြထားတာကိုတွေ့ရပါတယ်ယုံကြည်သူညီကိုမောင်နှမတွေရဲ့နေ့စဉ်ဘဝအသက်တာမှာထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားဖို့ရန်အတွက်သမထဆာမှာအချိန်ချင်းခါခါကျွန်တော်တို့ကိုသတိပေးထားတာကိုတွေ့ရပါတယ်ယုံကြည်သူဖခင်သားသမီးအစစ်အမှန်တွေကတော့ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားပါဘဝမှာခက်ခဲတွေပြဿနာတွေဆင်မပြေမှုတွေကြုံတဲ့ခါတိုင်းမှာအခြားသောသူတွေကိုအမိပြုခြင်းအားကိုးခြင်းတွေကိုရှောင်နေလျှော့တယ်လူလို့ပြောတော့မိမိကိုယ်ကိုအားကိုးခြင်းကိုလည်းသူတို့ကဘ ਹੁ မပြုဘူးအချိန်တိုင်းပေါ်မှာဖခင်ကိုအကျွမ်းမဲ့ကိုးစားပြီးတော့မှခိုလုံတဲ့သက်တာနဲ့သက်ရှင်တယ်နေ့စဉ်သက်တာမှာကျွန်တော်တို့ကမျက်မှောက်ပြုတဲ့အရာမှန်ကန်ဖို့ရန်အတွက်အရေးကြီးတယ်ကျက်စာတော့ဘာပြောလဲဆိုရင်ထာဝရဘုရားကိုမျက်မှောက်ပြုပါအချိန်ကြီးအရရက်ကိုကျွန်တော်တို့ကြုံတဲ့ခါမှာကျွန်တော်တို့မျက်မှောက်ပြုတဲ့အရာကဘယ်အရာလဲအချိန်ကြီးကောင်းတယ်မကောင်းဘူးအဲ့ဒီအချိန်ကြီးပေါ်မှာငါတို့ဒီအလုပ်ကိုလုပ်ရင်ဖြစ်မယ်မလုပ်ရင်ဖြစ်ဘူးအဲ့အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုတိုင်းမှာလူတွေကဘာကိုမျက်မှောက်ပြုလဲဆိုရင်အချိန်ကြီးကိုမျက်မှောက်ပြုဒီလိုအချိန်ကြီးဒီလိုအချိန်ခါမှာလုပ်တဲ့မလုပ်တဲ့ဆိုရရချိန်ကြီးပြီးတော့ဒီအလုပ်ကိုလုပ်ရင်ငါတို့ရဲ့အသည့်အကျွမ်းတွေထဲမှာရင်းနှီးတဲ့သူတွေတက်ကြွနားလေတဲ့သူတွေဘယ်သူတွေရှိလဲဘယ်လိုရှိလဲကိုယ်နဲ့နီးစပ်ရာလူတွေကိုမျက်မှောက်ပြုတယ်ခါတရံမှာကိုယ့်ရဲ့တတ်နိုင်ခြင်းကိုယ့်ရဲ့အစွမ်းစဒီຢာတွေကိုမျက်မှောက်ပြုပြီးတော့မှလှုပ်ဆောင်တတ်တယ်ဒါတော့ဘဝမှာအချိန်ချင်းခါခါကျွန်တော်တို့မှားခဲ့ကြတယ်ရှုံးနေခဲ့ရတယ်ယုံကြည်သူဘုရားသားသမီးမှန်ရင်အခြေအနေကိုလည်းမျက်မှောက်မပြုနဲ့သက်စွမ်းနိုင်တဲ့သူတွေကိုလည်းမျက်မှောက်မပြုနဲ့မိမိကိုယ်ကိုလည်းမျက်မှောက်မပြုနဲ့ထာဝရဘုရားကိုသာမျက်မှောက်ပြုပါဒါဆိုရင်သင်ဟာသွားလေရမှာလှုပ်ဆောင်လေသမျှတိုင်းမှာအောင်မြင်သောခွင့်ကိုရမှာရှုံးနေခဲ့ရင်တော့အဲ့ဒီရှုံးနေခြင်းကအောင်မြင်ဖို့ရန်အတွက်နတ်တလန်းဆုပ်တဲ့အရာမျိုးပဲဖြစ်လိမ့်မယ်ဒီနေ့သင်ရဲ့တတ်တာမှာသင်ဟာဘယ်အရာကိုမျက်မှောက်ပြုပြီးတော့မှအသက်ရှင်နေလဲဆိုတာတည်တည်ချာချာမိမိကိုယ်ကိုပြန်ပြီးတော့မှစမ်းစစ်